Okay bro အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Shrine မဲ့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကြိုဖန်ဟာပေါ့ဗျာဗီဒီယိုရိုက်ဖို့မိတယ်အဓိကအကြောင်းရယ် bro ကျွန်တော်ဒီ chef boss ကိုပါမယ်ကျွန်တော် blog ဆော်လာ program နေဒီကောက်ကို issue နာမည်ဆိုတည်ရတယ်ဘာလဲဆိုတော့ very တကယ်တရားအနမရမှာကြောက်ဖက်ကြည့်ရမှာကြောက်ဖက်ကြည့် What is he chef so on bro အနမရမှာညမပြလားကျွန်တော်မဘူး Okay bro ကျွန်တော်တို့အနမရအောင်ဆိုရ blog ကနေကောက်ပြီးဖြတ်ပြတယ်တဲ့အရင်တော့ top fruit လေးရတယ်အနမရ party ရဲ့ fruit လေးပဲAI နေပြပစ်ထားလို့ဆိုရင်အရင်တော့ top fruit ရလေတရားအနမရလက်မတင်ကျွန်တော်လည်းမေးလိုက်အဲ့တယောက်ရဲ့ fruit လေးတရားဒီပဲအဲ့ဒါယူပြ blog fruit ရတော့ကောက်ပြီးဖြတ်ပြတယ်ဒီအောင်နဲ့အစင်းလာကြည့်ကြ要是家里也是一般fruit，reward fruit 你爱呗。等我有。ကျွန်တော်တို့ကစင်ကြီးကြခင်လေးလဲစော့ရပါအခုကဒါစစတင်ပြီးမောက်တော့ North China first video ကျွန်တော်ကုတ်လေးထည့်ရပါဗျာဟိုလောက်ထားတယ်ဟိုကြည့်လိုက် bro အားလုံးပဲတွေ့လား bro 2x HP ကျွဲကျွန်တော်လောက်ထားရ Okay ဟိုသွားကြရအောင်ရင်တော့ကမလုပ်ရင်တော့ကျွန်တော် desert island ကိုသွားရပေါ့ကျွန်တော်ရဲ့အကောင့်ဟောင်းမှာကျွန်တော်စကတ်စီ level 800လောက်ထိရောက်ခဲ့ပါတယ်တဲ့အခုအကောင့်တွေကြတော့ကောင်းဟောကြော password Battery remaining 40%. အဲ့ကောင်းစားဘာရှိတယ်စကန်စီရောက်တော့ကျွန်တော်level 800ကျော်လောက်ကျွန်တော် free roll ကြည့်လိုက်တာဗျာဟိုကြီးပေါ့အဲ့တော့လီယိုပတ်ပဲရှိတယ်လီယိုပတ်ကြီးထားပေါ့ကွာဒါပေမဲ့လီယိုပတ်ရဲ့ဘောကစ်စုံနဲ့ရှိတယ်dragon reward အောင်လားဒီမထားပေါ့ကွာရှယ်ကျော်ဝစ်ကျော်စားကြတာစားကြပြီးတော့ဒီကကျွန်တော်ရှယ်ဖန်လိုက်ရတယ်အကောင်ပြောင်းလို့ရကွာလာလီယိုပတ် reward တိုက်ကလာတယ်ကျွန်တော်လည်းရှယ်ကျော်တိုက်ကဆိုရပေါ်မှာတွေ့တာဒီကျွန်တော်ချူချူရှော့လို့ပြောတာအဲ့ဒါကြီးကတော့တကယ်အစ်စ်မဟုတ်ဘူးတကယ်အဲ့ဒါကတော့ကျွန်တော်အချင်းကိုမဟုတ်ကျွန်တော်နေမှုတက်လောက်တည်းဆိုရှင်တော့တရားအဲ့ဒါကြီးက CDK လုံးတဲ့နေရာကြီးကျွန်တော် blog video တွေတော်နေနေရတဲ့ကြည့်ဘူးရတဲ့သူနေရာလေးနဲ့ကျွန်တော်တက်စီအောင်လို့ဖမ်းမယ်ဆိုတော့လောက်တာတက်စီရောက်ကွာ second စီမှာပဲအကောင် password မေ့သွားလို့အခုအကောင်သစ်ပြန်စားပြီအဲ့လောက်ကြီးတော့မကြသေးဘူးလို့ပြောရမလားကြာပြီလို့ပဲပြောရမလားကျွန်တော်လည်းမသိဘူးပြန်ပြီးစားကျွန်တော်ဘာလို့ဘာရှိပြီပြန်ပြီးစားတစ်ပတ်လောက်ရှိကျွန်တော်ဖမ်းလိုက်နဲ့နော်ဗီဒီယိုရိုက်မယ်ဆိုတော့ဟိုက Easter egg လေးလာကျွန်တော် channel ကိုအားပေးကြပါဦးလို့ဟောဒါ funny လေးဟော fun မနေရပြကျွန်တော် account တက်တော့ရတယ်ကျွန်တော်ဘာလုပ်လဲဆို quest တီဗီဝင်တဲ့ account လေးလိုက်လုပ်တာအဲ့ကြတော့ဟိုတည့်ရောပတ်စံလုံးဝရှာရ share ခတ်တာပြီးတော့မှ quest တွေကဘလို့ဖာညာဆိုတဲ့ကဖြစ်သွားဒီတော့အဲ့ကြောင့် quest ရှင်း
blade fruit လေးကတော့ level 20ကျော်ဖြစ်သွားပါပြီတို့ blade fruit တွေကကျွန်တော်ကိုယ်တိုင်ဟိုပေါက်တာလည်းမဟုတ်ဘူး fruit roll နဲ့ပေါက်တာလည်းမဟုတ်ပဲfruit ဒီလာရှိဝယ်ထားတော့မဟုတ်ဘူးဝယ်ထားဒါပေမဲ့ Easter egg ခါရှာရှိရကျွန်တော်ဂိမ်းဆော့တဲ့အချိန်ကအင်းရဲတော့မချောင်းအဲ့ blade fruit อ่ะ I don't know why ကျွန်တော်ထင်တယ် block fruit อ่ะကျွန်တော် blade fruit နဲ့ပေးတယ်ညာလာမသိအဲ့ဒါကျွန်တော်ဂိမ်းဆော့တဲ့အချိန်တိုင်းမရောင်းမရတယ်ဒီပဲရှေးပြီးကြအောင်နော်အဲ့ကြောင့်မှကောမန်နဲ့မှာ bro ဆိုမှ bro ရမယ် bro video rush or bro short လေးပေါ့ဗျာအဲ့လိုမျိုးလေးကျွန်တော်လုပ်ပေးမယ်ဗျာ okay bro မလား bro ကိုပါဘူးဘာလုပ်လိုက်တော့ဗျာကောမန်အောင်ပါပဲရှေးခဲ့လိုက်တော့ကျွန်တော်ကတော့ကောမန်ကြည့်ကောမန်ဘာမှမလုပ်အများကြီးဆိုတော့ရောက်ဆိုရင်ကျွန်တော်အားမလို့ဆိုရင်ရှော့လေးနဲ့ပြင်ပေးမယ်ပေါ့လေးဘရိုကျွန်တော်အကောင် friend add ချင်ကြလားအချင်ကြလို့ရှင်တော့ကျွန်တော်ရဲ့နာမည်မှာပါဒါကျွန်တော်ရဲ့အကောင့်လေးပါ Okay bro အမှဆိုအဲ့လိုရပါတယ် bro လည်းပြင်းတော့ကျွန်တော်ဒီ quest ပြီးလို့ရှင်လေကျွန်တော်ကိုယ်ပါဝယ် fan တော့ video ကမတင်တော့ဘူးဗျာဒီ video ကို quest ပြီးတော့ကျွန်တော်video အOkay. 6 7လာစားအဲ့မီစတီယာရပူဖိုင်းမဲလေးကိုမသိကျွန်တော်လည်းပဲ7ဖြစ်ကြည့်တော့10မိနစ်ကျော်ကြောင်မှတော်တော်ကြာနေလောက် Okay ဟောရှင်ကျွန်တော်ဗီဒီယို edit ရပြီးရှိသေးတယ်လို့ bro ပြီးဆိုyou up you get ba Okay and see it my god Okay bro hey ကျွန်တော်ကတော့တဲ့ shrine အခု video လေးလည်းပြီးသွားပါပြီ Okay နောက်ဆုံး outro Okay bro အားလုံးပဲ bye bye ကျွန်တော်ကတော့ shrine ပါကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးဟာနေ bro ကျွန်တော်ဖိုင်မိုင် emote လေးပြမယ် emote ကတရားလို့မရဘူးလားမသိချက်ကကျွန်တော်မဖွင့်တော့ဘူး Okay bro ရဲ့အားလုံးပဲ bye bye ပါကျွန်တော်ကတော့ shrine ပါ like and subscribe လေးလည်းကျွန်တော် channel ကိုလုပ်ပေးခဲ့ကြပါဦးအားလုံးပဲ bye bye